ကျွန်တော်အတွက်တော့မိုးရွာတဲ့အချိန်တိုင်းဟာကန်ဆိုးမှုတွေနဲ့ပဲပြည့်နှက်နေခဲ့တာပါလက်တွဲဖော်နဲ့လမ်းခွဲခဲ့ရတာကနေမတော်တဆမှုတွေထိမိုးရွာတဲ့နေ့တွေမှာပဲကြုံခဲ့ရတာပေါ့အဲ့ဒီထဲမှာကျွန်တော်ဘယ်တော့မှမေ့လို့မရနိုင်တဲ့အဖြစ်အပျက်တစ်ခုကတော့ကျွန်တော်မူလတန်းကျောင်းသားဘဝကမိုးရွာတဲ့နေ့တစ်နေ့မှာဖြစ်ခဲ့တာပါအဲ့ဒီနေ့ကကျောင်းမှာတငယ်ချင်းတွေနဲ့စကားပြောရင်းအချိန်လွန်သွားလို့အိမ်ပြန်နောက်ကျခဲ့တယ်ထီးလဲမပါလာသလိုမိုးကလည်းတဲတဲမဲမဲရွာတော့မဲ့အခြေအနေပေါ့တငယ်ချင်းနဲ့လမ်းခွဲပြီးတောအုပ်ထဲကလမ်းအတိုင်းကျွန်တော်တယောက်တည်းအိမ်ကိုအမြန်ပြေးခဲ့ရတယ်လမ်းကလည်းချုံမိုးကလည်းရွာနေတော့မမျောလင့်ပဲကျွန်တော်ခလုတ်တိုက်ပြီးရေအိုင်ထဲကိုမှောက်ရက်လဲကျသွားခဲ့တယ်အဲ့ဒီလဲကျမှုမှာကျွန်တော်ရဲ့ခြေချင်းဝတ်ကလွဲသွားပြီးလမ်းတောင်မလျှောက်နိုင်တော့အောင်ဆူရှစွာနာကျင်သွားခဲ့ရပါတယ်နာကျင်နေတဲ့ခြေထောက်ကိုတရွတ်တိုက်ဆွဲပြီးရွာစုံကညောင်ပင်အိုကြီးအောက်မှာကျွန်တော်ခဏနားနေမိတယ်တကိုယ်လုံးလဲရေဆိုးရွှဲနေပြီးအိမ်ပြန်ဖို့လမ်းကဝေးနေသေးတာမို့စိတ်ပြက်နေတဲ့အချိန်မှာပဲအဝေးကနေထီတစ်ချောင်းနဲ့ရှောက်လာတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်အဲ့ဒီလူကအခုခေတ်မှာရှားပါသွားပြီဖြစ်တဲ့စီဆက်ကူထီအိုကြီးကိုကင်ထားပြီးသူ့ရဲ့ဝတ်စားဆင်ရင်မှုကလည်းရှေးဟောင်းပုံစံမျိုးဖြစ်နေတယ်သူကကျွန်တော်နားကိုချင်းကပ်လာပြီးခြေထောက်နာနေတာလားလို့မေးတယ်သူကကျွန်တော်ကိုတိနေတယ်လို့ပဲသူကကျွန်တော်ကိုအိမ်ထိချီပိုးပြီးလိုက်ပို့ပေးမယ်လို့ကန့်လန့်ခဲ့တယ်ထူးဆန်းတာကကျွန်တော်စိတ်ထဲမှာသူ့ကိုတရင်တနည်းမြင်ဘူးနေတယ်လို့ခံစားချက်ကြီးရှိနေတာပါသူကကျွန်တော်ကိုချီပိုးထားရင်းနဲ့မင်းငယ်ငယ်တုန်းကလည်းငါကြောပေါ်မှာဒီလိုပဲခဏခဏလိုက်ဖူးတယ်လေလို့ပြောခဲ့တယ်ကျွန်တော်လည်းခြေထောက်နာနေတာရောမိုးရွာနေတာရောကြောင့်ဘာမှထပ်မမေးတော့ပဲသူ့ကြောပေါ်မှာလိုက်လာခဲ့တယ်အိမ်ရှိရောက်လို့ကျေးဇူးတင်စကားပြောဖို့လှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီလူကပြက်ကွယ်သွားခဲ့ပါပြီဘယ်အချိန်မှထွက်သွားလဲဆိုတာတော့ကျွန်တော်မသိလိုက်ဘူးကျွန်တော်ခြေထောက်ကိုပြန်စစ်ကြည့်တော့ခြေချင်းဝတ်မှာထူးထူးခြားခြားညိုမဲတန်ရာကြီးတစ်ခုကိုတွေ့လိုက်ရတယ်အဲ့ဒါကတယောက်ကကျွန်တော်ခြေထောက်ကိုအတင်းဆွဲလဲလိုက်လို့ဖြစ်ခဲ့တဲ့တန်ရာမျိုးပဲနောက်တစ်နေ့ကြောင်းသွားတဲ့လမ်းမှာကျွန်တော်ရဲ့အိမ်နီးချင်းကောင်လေးတစ်ယောက်နဲ့ဆုံနေသူ့မျက်နှာကိုမြင်လိုက်တဲ့အချိန်မှာမင်းညကကျွန်တော်ကိုချီပိုးခဲ့တဲ့သူရဲ့နာမည်ကိုချက်ချင်းသတိရသွားတယ်အဲ့ဒါကတော့အဲ့ဒီကောင်လေးရဲ့အဖေပါပဲဒါပေမဲ့ကြောက်စရာကောင်းတာကအဲ့ဒီလူဟာလွန်ခဲ့တဲ့နှစ်နှဲငယ်ကလေးကဆုံးပါသွားခဲ့ပြီဆိုတာပါပဲကျွန်တော်လည်းအံ့ဩတုန်လှုပ်ပြီးကောင်လေးကိုပြန်ပြောပြတော့ကောင်လေးကမနေ့ကကျွန်တော်အဖေရဲ့မွေးနေ့လေအဖေကတကယ်ပဲပြန်လာခဲ့တာလားလို့မေးခဲ့တယ်အဲ့ဒီတော့မှကျွန်တော်သိလိုက်ရတာကမင်းညကကျွန်တော်ကိုကူညီခဲ့တဲ့သူဟာတကယ်တော့လူမဟုတ်ပဲကွယ်လွန်သွားပြီဖြစ်တဲ့ကျေးဇူးရှင်ကြီးရဲ့ဝိညာဉ်ပဲဖြစ်နေခဲ့တာ